Hello bro ကျွန်တော်တော့မိုက်ပြီဖြစ်ပါတယ်ကျွန်တော် view မတင်လက်ကြပြီဆိုတော့နားဖြစ်ပါတယ်ဒါတော့ Great Garland 2လို့ခေါ်တယ်နာမည်ကြီးနေဂိမ်းပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရင်တော့ဆော်ခဲ့တဲ့ဒါပေမဲ့yep အဲ့တော့ I can dash သွားပြီအဲ့တော့ yeah အဲ့တော့ဒီ game ကတော့ရရှင်းတယ်ဗျာလုံးဝမိုက်တယ်လည်းမဟုတ်ကျွန်တော်နည်းနည်းတော့ဆော့ပြမိုက်တယ်လည်းမဟုတ်ဒါပေမဲ့မိုက်တော့ဒါဒီ game က February 22 ရက်နေ့ကဒါထုတ်ထားတာပေါ့နော်အခုဆိုလို့ရှိရင်သိန်းကျော်တောင်ရှိတယ်edit player ပါအဲ့တော့အဲ့လောက်ကြီးအောင်မြင်တာကြီးကတော့လုံတာပေါ့နော်ဒါပေမဲ့ဒီ game ကိုတချို့ကပြောတယ်ဂျန်တယ်ကပြန်ပြီးထုတ်ထားတာဂျန်တယ်ကဒါပေမဲ့မဟုတ်ပါဘူးအဲ့တော့ဒါကျွန်တော်ညီမမတော့ကျွန်တော်ကစားခုံပြတောင်မလေးပြီးပြီဆိုတော့ဗီဒီယိုလေးလည်းပုံမှန်တင်မှာပေါ့ဗျာနော်မဟုတ်လားတော့ကျွန်တော်မျောတဲ့လူအကုန်လုံးလည်းကျွန်တော်တောင်းပါမလေးကျွန်တော်အခုလာတယ်မှာကျွန်တော်စာရုံနေရလို့ပေါ့နော်အဲ့တော့ဒီကမျိုးကိုထွက်တာသိဘူးလားဟာအဲ့တော့ပြန်တော့တင်ပြီးမယ်ပေါ့နော်ဒါပေမဲ့တရက်ရှားတစ်ခါကြီးတော့ကျွန်တော်ရမှာမဟုတ်နှစ်ရက်တစ်ခါတစ်ပတ်တစ်ခါလောက်ပဲရမယ်ဗျာကျွန်တော်တော့မမီးရသေးမယ်လို့ထင်ပါတယ်နော်အဲ့တော့ကျွန်တော်အခုအကုန်လုံးကျွန်တော်ပြန်တင်ပါမယ်ကျွန်တော်ဆောင်းပွဲလဲပြီးပြီဆိုတော့ကျွန်တော်ပြန်တင်ပါတော့မယ်အဲ့တော့install လာမှာဒါပေမဲ့ဒီ game ကတခုမကောင်းတာတခုရှိ Great Garland ဘယ်ကောင်မှယူရပါအဲ့ဒါဘာမှဖြစ်ဘူးရဒါပေမဲ့ဒီ game ကတော့အများကြီးယူရလို့ရှင်အားမရတော့ဟောင်းဝယ်လို့မရတော့အဲ့ဒါဟို stop ဖြစ်သွားလော့အောက်နော်စိုးအောက်ဖြစ်သွားအဲ့တော့အဲ့ဒါမကောင်းကျွန်တော်ကြောက်ဘူးအဲ့ရှောက်ကျွန်တော်ကြောက်ဘူးနော်အကောင်းဆုံးကတော့ဒီ game ကတော့တရှင်းတဲ့ဆောင်းရကောင်းတယ်ဗျာတရှင်းတဲ့ဆောင်းရကောင်းတယ်လောကနားထောင်ကြည့်တဲ့ရလို့ဆိုရှင်ဘာဖြစ်သွား what the fuck လွန်တာဘောလို့မင်းတို့ဟာရှိပဲလို့ငါစိတ်ညစ်ပါတယ်အဲ့တော့ဒါပြီးတော့ဟိုလေးလည်းယူလို့ရနော်ကိုနေရင်နဲ့စိုက်ခင်းပေါ့နော်အဲ့လည်းယူလို့ရတယ်ဒါပေမဲ့သူများနေပြီးတော့စိုက်ခင်းတော့ကိုယူလို့မရအဲ့တော့ harvest လုပ်ရအောင်အဲ့တော့ယာယီဆော်သားရဆူညံတော့စောက်ပေါ်ယူနာမိုက်တယ်အဲ့တော့ထွက်ဆိုင်ပါမယ်အစီရနစီပဲတော့ပြတာကျွန်မြင်ဘူးရနော်ဒါရမင်းပါဒီကင်းထုတ်တဲ့ကပေကောင်လေးရမင်းတို့ထွက်ခဲ့တဲ့ဟဲ့အဲ့ထွက်ခဲ့တဲ့ဟဲ့ဒီကင်းထုတ်တဲ့ကပေရောက်ချီးပဲဒီကိန်းကိုအခုဘာမှပြောမလို့ကွာငါထုတ်တဲ့ကင်းလေးရှိတယ်အဲ့တော့ကျွန်တော်ကကင်းတော့ရှိတယ်အကင်းကအခုလူကြီးရဟောတော့ပဲရှိတယ်တရားကနမ်းမဲ့ရာကနမ်းမဲ့စော်ရကျွန်တော်နောက်ကြဒီနေ့ရမယ်အဲ့တော့ဗီဒီယိုလေးတော့ကမှကျွန်တော်အခုကျွန်တော်ဇာတ်ခုရှိတယ်ပေါ့နော်ပြီးမှာပါအဲ့တော့အခုကြော်ရအောင်ဗျာရှုပ်တယ် KSTD ရှုံးမှာ pro အနေနဲ့လူကြိုက်များတဲ့ game bus တွေ robux တွေနဲ့ block fruit ACC အကောင့်မျိုးစုံ mythical fruit စုံနဲ့အခုနာမည်ကြီးနေတဲ့ escape for tsunami brain rot တွေကိုပါဝယ်ယူအပိနိုင်ပါပဲဖြစ်ပါတယ်အဲ့တော့ KSTD မှာဒါဝယ်ယူခြင်းကကျွန်တော် sporting ကြောက်တယ်ပေါ့နော်အဲ့တော့ဝယ်ယူပေးပါအောင် okay ကျွန်တော်ဒီမှာပုံနေမပြထားရဘူးဆိုတာကကျွန်တော်ကြည့်ဘမ်းပါဆိုလို့ပါအဲ့တော့ကိုယ့်ကိုယ်ပဲ Telegram နဲ့ Facebook မှာ KSTD short လို့ရရှာလိုက်ပါ Telegram မှာတော့ KSTD Zack ပါ Facebook မှာ KSTD short ပေါ့ဗျာအပြီးတော့ Diamond နဲ့ UCD ကိုလည်းအပေးနိုင်တယ်နော်အဲ့ဒါကတော့ KSTD fresh အပေးနိုင်ပါတယ်ဗျာအဲ့တော့ video လေးလည်းပြန်သွားရအောင် oh what the fuck you're really all what the hell တကယ်ကြီးလွတ်သွားတာမိုက်တယ်ဟိုရင် Great Garland မှာဆိုရှင်ဗျာ DI လမ်းပါအိုးလွတ်သွား oh my god မိုက်တယ်ပြောလို့ဆိုရှင်ဒီကလုံးဝ
အဲ့တော့ဒီကဲတော်တော်လေးကိုတာကျွန်တော်ကောင်းတယ်ပေါ့နော်ဒါတော့ဘူးမရှိဘူးမျက်ရှင်လေးလာကြည့်အောင်ပါဗျာတရှင်းတယ်ကလုံးဝတော်ရနာပြောပဲနော်လုံးဝကားဟာဒီကောင်မလောက် ESK လားမသိဘူးကြီးထားလိုက်ပါထားလိုက်သူကိစ္စငါကိစ္စမဟုတ်โอเคတော့ဒါတော့နောက်တော့ကားအဲ့ကောင်ကားဘာရှိရော Oh what the fuck oh what yo အကောင်းစားကြီးဦးရောနားလုံးမြေပြောင်းမှုပင်လာပါလာပဲအေးအဲ့ဟိုတဲ့အဲ့ပြောင်းမှုပင်နဲ့ဟိုပါလေခဲရောနဲ့စိုက်တဲ့ငါလိုကောင်တော့မဒီပင်မြင်ဘူးရဒီကောင်နဲ့စောက်လိုက်ကြီးပဲတို့လည်း even လာတော့လားမသိ what the hell အဲ့ဒါနေခဏ wait a minute ဒီကဘာရောအော်ဒါဟွာmission လုပ်ရတဲ့ဟာကွာ mission လုပ်ရတဲ့ဟာအော်ဒီမှာငါနည်းနည်း mission တွေဖြည့်ထားပြီပဲမသိတော့မသိဘူးမိုက်တယ်နော်မိုက်တယ်နော်ဒီ game လောက်လာကောင်တော့ပွားပြီပဲနော်ရှက်ပိုင်းကြီးကွာ4ရက်လောက်4ရက်ဒီ29နည်းနည်းရက်လေးနဲ့9ရက်တပတ်တော့မပြည့်သေးဘူးကွာတသိန်းတော့2သိန်းတော့ရတယ်စုကတဲကဒီကဲပေါ့တော့မယ်ဆိုသိကြပါပြီဗျာအဲ့ဒီ game ကတော့ Great Garland 2ပေါ့နော်တကယ် Great Garland အစ်စ်ကတော့ dash သွားပါပြီ dash တယ်ဆိုတာတေသွားတာပေါ့နော်အဲ့တော့ကျွန်တော်ဘာလဲလာရုံမရ what the fuck ရှောင်းစားလို့လည်းမရတော့ဘာမှလုပ်မရတော့အဲ့တော့နောက်ကျရင်လည်း escape system ဆိုတော့ brain ရဲ့စော့ပြဖို့အတွက်အစီအစဉ်တော့မရှိတရှိပေါ့ဗျာအဲ့တော့ view လေးတော့ပုံမှန်တင်နေပြီမယ်ဒါပါအောင်ဟာ what the ဟိုကောင်နားပါကွာငါအကုန်ဝင်သွားတာ what the fuck this အဲ့တော့စိုက်ပါမယ်အများကြီးစိုက်ကွာအများကြီးစိုက်မယ်ကွာအများကြီးစိုက်ပြီးရင်အများကြီးခုပြီးရင်အများကြီးသွားပြောင်းသွားရမှာကျွန်တော်4000မြည့်လည်း mission တစ်ခုထပ်ပြေးပြီနော် oh my god အပမလောက်ပေးထားတဲ့ you are current နဲ့ see အားရတော်လေးကိုဒါပေါ်လာမိုက်တယ်ဗျာကြိုက်ပါတယ်လွယ်ပြီပေါ့နော်ဒီ game ကိုဒါပေမဲ့ကြိုက်ရဆော့လို့မကောင်းတဲ့ game ဗျာလောမျက်စိနောက်တယ်ကွာဆိုဖာနဲ့ငါစိတ်ညစ်မင်းတို့ကိစ္စsuper super hey superကြောင်းလဲပိတ်ပါပြီကျွန်တော်ဒီလိုလဲပုံပြနေမယ်ဒါပါတော့TikTok ဆိုမှကျွန်တော်ရဲ့ TikTok account နာမည်က Mike ပေါ့နော် MIGHT Mike ဆိုကျွန်တော် account ပေးပါလိမ့်မယ်ဗျာ like 2000ကျော်နဲ့မတော်ကောက်စရာ okay ဒီ harvest လုပ်မယ်အကုန်လုံးလောက်ပြီးသွားရအောင်နော်ပစ္စည်းတွေကုန်ခူးပြီးသွားရအောင်ရောင်းပြီးတရေဖြစ်တော့အမှပြောင်းထပ်ပြီးမှစီးပတ်နဲ့ငါစိတ်ညစ်ကွာအဲ့တော့ဒီလိုရှေးလေးပြီးဆိုတော့အလုံးပဲကျွန်တော်နှုတ်ဆက်ပါတယ်ဗျာလောကဝလေးနဲ့တစ်ချက်ဟာမင်းတို့ကိစ္စမရဘူးလားကွာဒီငါစိတ်ညစ်နေတော့မရဘူးကွယ်ငါစိတ်ညစ်ဟာကဲတော့တော့နှုတ်ဆက်ရအောင်အလုံးပဲဘိုင်မှာကျွန်တော်နောက်ဗီဒီယိုမှာပြပြကြပါမယ်အလုံးပဲဘိုင်